မင်္ဂလာပါရှင်လာဘမှုနိဂါထာတော်လေးကိုရွတ်ဆိုပြမှာဖြစ်ပါတယ်ရှင်ဧဝံအစိန်တိယဗုဒ္ဓဗုဒ္ဓကုဏအစိန်တိယအစိန်တိယေပတ္တနာနာဝိပါကောဟောတုမမအစိန်တိယောဗုဒ္ဓဖျားတို့သည်ဧဝံဤသို့အစိန်တိယမကြံစီနိုင်သောတကိုယ်လည်းရှိကုန်၏ဗုဒ္ဓကုဏကြီးမြတ်လှစွာသောဖျားရှင်တို့၏ဂုဏ်ကျေးဇူးတော်တို့ကိုအစိန်တိယမကြံစီနိုင်ကုန်အစိန်တိယေမကြံစီနိုင်ကုန်သောပါရမီဘုံတော်တကိုးတော်ကျေးဇူးဂုဏ်တော်တို့နှင့်ပြည့်စုံတော်မူပါပေထသောမြတ်စွာဘုရား၌ပတ္တနာနံကြီးညိုကြကုန်သောသူတို့အားလုံးကိုအစိန်တိယေမကြံစီနိုင်သောဝိပါကောအကျိုးသည်ဟောတုဖြစ်၏နားထောင်သူအပေါင်းတို့အတွက်အကျိုးတစုံတရာရရှိသွားမယ်ဆိုလို့ရှိရင်ဝမ်းမြောက်ဝမ်းသာဖြစ်မိမှာအမှန်ပါပဲရှင်